ခုပုံညာကအဲ့ဒီဇီဒီနဆူချာကိုတွားကြည့်တဲ့အခါမှာဒီမွေတော်တွေထည့်ထားတဲ့ဒီရွှေလင်ပန်းကိုဥပြိုင်းတွေကတရစ်နောက်စာငှက်တွေကတရစ်နောက်ဆုံးကြီးငှက်တွေကတရစ်လှဲ့လေပူဇော်ဆူဝေးနေတာကိုအတိတ်နေမိကောင်းဖြစ်တွေ့မြင်ခဲ့တယ်အဲ့ဒီနောက်ဥပုံညာကအတိတ်နမိတ်ကောင်းတွေကိုတွေ့မြင်ပြီးတော့အဲ့ဒီဇေဒီတဆူကိုခြုံငုံပြီးဇေဒီတဆူအဖြစ်တီထားကိုးကွယ်ခဲ့တယ်အဲ့ဒီမှာဥပုံညာတို့ဟာဇေဒီတီထားတဲ့အခါညရောက်တော့ဇေဒီကမပြီးမပြတ်တပိုင်းတစနဲ့ဒီတိုင်းပဲအိမ်ပြန်သွားကြတယ်အဲ့ဒီမှာတင်တောဆောင်နာတောင်ဆောင်နာနတ်တွေဝါအပေါင်းတို့ကနေပြီးတော့စုဝေးပြီးတီထားကိုးကွယ်လိုက်တာညာတွင်ချင်းပဲဇေဒီတော်ကအောင်မြင်စွာနဲ့ပြီးမြောက်သွားခဲ့တယ်နန်းနဲ့လေရောက်ကောဥပုံညာတို့အဖွဲ့ကဇေဒီတီထားကိုးကွယ်ဖို့လာတဲ့ခါကျတော့ဇေဒီကပြီးမြောက်နေတာကိုအံ့ဩဖွယ်တွေ့ရှိသွားတယ်ကွယ်မောင်တော်တတိုင်းနဲ့အခါစားမှုတွေနဲ့ဘာလို့ပြန်လာလဲမမေရဲ့မေတင်းကိုပြောကြရှိတယ်အသင်ကရာဆုံးနေစီကိုခါစားမှန်းနဲ့ဘောင်းတော့ပြန်လာတော့ကိုဘာများပြောချင်လို့လဲဆောင်းမပြဒီလိုကွယ်စီဒီတော်ဒီဘုံကိုမောင်ပြားနေတယ်သစ္စာပြုပြီးနေရာရွေးခဲ့ပြီအဲ့ဒီအတွက်ချင်းမြန်ကလားကိုရွှေလင်ပန်းနဲ့တင်ဖို့ပြီးတော့ဗျာမစိနေထိုင်ဝဲထိုင်ပြီးတော့ဗျာဘယ်နေရာမှာပါလဲဗျာမဖားတောင်ထိပ်ပေါ်ပဲချင်းမြန်ကလားကတိရိတမတောကနေတီးထားတဲ့ဇေဒီတော်ဟောင်းနဲ့ပတုတင်္ဂရာဇာတီးထားတဲ့ဇေဒီတော်ဟောင်းနှစ်စုကြားမှာရွှေလင်ပန်းကိုထားတယ်အဲ့ဒီနေရာဟာဇေဒီတော်ကိုတရားမဲ့နေရာပေါ့ကွယ်ငါပါမောင်တော်မေသေးကိုကြည့်နေလိုက်တာရှင်တာဒီဓာတ်တော်မွေတော်တွေကိုထားပနာပြီးစေတီတော်တည်တဲ့နေရာမှာလူရင်ကအများကြီးလိုတယ်အဲဒီတော့ရွာတကြီးထံမှာအကူကြီးတောင်းပြီးလူရင်ကအများကြီးနဲ့စေတီတော်တဆူပြီးမြောက်အများဆုံးတယ်မှဖြစ်ချင်တော့မယ်အားမကြီးပုံညာတင်ထားတဲ့စေတီတော်ပဲငါတို့ရဲ့တကောအေးကြီးပဲနေတယ်ဒီစီတော်ကြီးပြီးစီအောင်အများဆုံးကူညီဆောင်မှဖြစ်တော့ကဲဇေယောကြီးနေရင်းညာချင်းပြီးရောဟဲ့ဒီရောတောဆောင်နဲ့တောင်ဆောင်တွေတည်ထားတဲ့ပုံရရှင်ဇေယောဒီရောတောဆောင်နဲ့တောင်ဆောင်တွေမှာလွှဲရင်မြည်သည့်လူသားတဦးတယောက်မြစွန့်ကပ်လူပူဇော်ခွင့်မရပါစေနဲ့သစ္စာဒိဋ္ဌံပြုပါရှင်ဗျာခုလောမကြီးဥပုံညာလဲမတွေ့ပါလားငါကူတော့တွေ့မြင်လို့လေမှန်လားပါဗျာအမတ်ကြီးဥပုံညဟာငဘာတောင်ထိပ်မှာပင်းရရွှေနန်းကဗရေနိုင်ငံစိန်နေတဲ့အတူပုံညစီပြီးတော့တဲနေကြောင်းပါဗျာငါကူတော့တွေ့မြင်လို့လေမကြီးဥပုံညာနဲ့မစိန်တင်ကိုငါဤရှိမောက်တို့ခုချက်ချင်းတွင်းစေမှန်လားပါဗျာကျွန်တော်မျိုးတောက်တော်ရှောက်တင်လို့ဒီမှာငစိမ့်တင်သည်ပင်းရနန်းတော်မှာရာဇဝသားတူတာဖြစ်ကြောင်းပါဗျာ၎င်းနဲ့အတူမွေတော်နှစ်စုလဲပါလာခဲ့ကြောင်းသိရှိရကြောင်းပါဗျာတဲ့ငပုံညငါ့ကိုပတ်လဲ၍မွေတော်နှစ်စုပါတဲ့စေယူတဲခဲ့တယ်ဒင်းကိုငါကြီးရှိတော်မှောက်ရောက်မှစစ်စေးမင်းမြောင်းငပုံညနဲ့စိန်တင်ဟာငါကြီးရှိတော်မှောက်ရောက်တွင်းစေမှန်လားဗျာ
ပုံရရှင်စီဒီတော်ကြီးကိုတီထားဖို့ပဲပြီးမြောက်သွားတော့ငါကိုရောရဲ့ရင်ထဲမှာကြည်နူးဝမ်းသာပီတိဖြစ်ရတယ်ပဲ ဟုတ်တယ်နမတော်လည်းအရန်ဝမ်းသာပြီးဖြစ်ရတယ် ပင်းရရွှေနေတော့နာကန်တော်ကြီးနဲ့ရင်းမဲ့ဒီပါဘာအကြောင်းလို့ကိစ္စမရှိတယ် ဒါကတော့ကြီးလေရေးကိစ္စရှိတယ်လေကွယ် မှန်ပါဗျာစကိုင်းရွှေနှန်းရှင်ပြားကအမကြီးပုံညာနဲ့ငစိန်တင်ကိုခေါ်တော်လွှတ်လိုက်ပါတယ်ဗျာ အေးကွယ်ဟုတ်ကွယ်ကဲအစိမ့်နေခေါ်ချစို့ ဟုတ်ပါလေ ကျွန်တော်မျိုးနာကန်တော်ကြီးရောက်ရှိကြောင်းပါဗျာ ကောင်းပြီအမတ်ကြီးငပုံညာနဲ့ငစိန်နေတို့ရောက်ရှိလာမှတော့ငါကိုတော့သိချင်တာလေးမေးမယ်ကွဟဲ့ငပုံညာရှောက်တင်စမ်း မှန်လားခါစားလက်ရှိကြောင်းပါဗျာ တင်းဒီပင်ရနန်းကရိန်တဲငစိန်တင်ထမပါလာတဲ့ဂွေတော်နှစုကိုဇေဒီတီချာကိုွယ်တယ်လို့ထောက်တော်တွေထမငါကိုတော့ကြားသိရတယ်မှန်သလားမောင်မင်းရှောက်တင်စမ်း မှန်လားပါကုသိုလ်ရေးမှုကျွန်တော်မျိုးမိလျော်သွားပါတယ်ဗျာ ကဲရိုင်းလိုက်တဲ့ငပုံညနဲ့ငစိမ့်နေငါလိုစကိုင်းရွှေနှန်းရှင်ကိုပတ်လက်ပြီးစေရီတဲထားကိုွယ်တဲ့အတွက်တင်တော့မှပြစ်ရှိပြီမိတ်ရောမတ်မဲ့နာခံသေးငါအားဘီယူမထအလေးမထတဲ့ငပုံညနဲ့ငစိမ့်နေကိုစကိုင်းအရှိမြောက်ရွှေကြအင်း၌ရေချ၍တက်စေ မိန့်တော်မြတ်တိုင်းပါဗျာ အင်ရှင်တို့မင်းပြပါလားဒီမှာကိုမစင်တဲ့ရောက်နေကြလို့ဟုတ်တယ်မင်းပြရရှိရလာဖြစ်ပေါ်တော့ဒီလိုမရှိဘူးတနေ့မနေ့မှလေမောင်စိတ်တဲ့အင်းကိုရောက်လာတယ် ဒါပဲဖြစ်ဖြစ်လေအဲ့ဒီကြီးလုံးလေးတွေကိုခုကြီးတော်ကမမြင်ဘူးတော့ခံမရခက်တယ်ကွယ်ဒါပေမဲ့သူတော်မောင်တော့ဦးကြီးတော်ရဲ့အိမ်တော်မှာခိုလုံခွေပြုရပြီမပေါ့ကွယ် ဖြစ်ပါမလားကိုပုံရရဲ့ဟိုပင်ရရွှေနှန်းရှင်မင်းကြီးသိသွားလို့ရှိရင်မင်းပြစ်ထန်ခံရလိမ့်မယ်နော်ဟိုစင်းစားစားလဲတွေးပါအောင် ဦးရောရဲ့တူတော်မောင်ကဲပါဦးရောရဲ့ဦးရောမောင်မကဲဘူးဆိုလို့ရှိရင်တူတော်မောင်အသက်သေးရပါလိမ့်မယ်ဗျာသေရပါလိမ့်မယ်ဗျာ ငဖားတောင်ထိပ်ပေါ်ကွယ်ချင်းမြန်ကလားကတိရိဓမ္မတောကမင်းတီးထားတဲ့ဇေဒီတော်ဟောင်းနဲ့ပတုတင်္ဂရာဇာတီးထားတဲ့ဇေဒီတော်ဟောင်းနှစ်စုကြားမှာရွှေတင်မန်းကိုထားတယ်အဲ့ဒီနေရာဟာဇေဒီတော်ကိုတရားမဲ့နေရာပေါ့ကွယ် ငါလိုစကိုင်းရွှေနှန်းရှင်ကိုပတ်လက်ပြီးစေရီတဲထားကိုွယ်တဲ့အတွက်တင်တော့မှပြစ်ရှိပြီငါအားဘီယူမထအလေးမထတဲ့င
ငပုံညာနဲ့ငစိန်တင်ကိုစကိုင်းရွှေမြောက်ရွှေကြအင်း၌ရေချ၍တက်စေ ဖြစ်မဖြစ်ရလေကိုယ်ငစိမ့်တင်ရဲ့မဲပြဘလို့ဖြစ်ရပါမလဲ ဖြစ်လာမှာတော့ဖေးတတ်နိုင်မှာမလဲမဲပြူရဲ့ ကျွန်တော်မျိုးမအောင်ကဲတော့မှာပါ ဖြစ်လာမှာတော့ဖေးတတ်နိုင်ပါမလဲမဲပြူရဲ့အရေးတို့ရင်အခုလိုကြည်ခွန်းနေမဲ့အစားအရှင်ဗုဒ္ဓမြတ်စွာဘုရားထံသွားပြီးဆုတောင်းမြတ်တာပူဇော်ကြမယ်နော် တတိယမိဗုဒ္ဓံတရဏံကိသာမိတတိယမိဓမ္မံတရဏံကိသာမိတတိယမိသံဃံတရဏံကိသာမိရှာတာရိဘာဝတော်ယကဒေဝတတေနိတိတရယေနုစေဝါမြုယောသံတော်တတိဒေဝမတတိကောသူခံသူတိလောသောသာဘာမံကေစေနာပတ္တိဧဝမာတိကုဏုဒေယံပရိဒံတနာမဟေကရဏီနာမထာကုတလေနာယထတတံနာသာကုဒ္ဓမာစေကေစီဒီနာဝိနုရေဥပဝေယောဒုက္ခိနောဝခေမိနောဟောတုတပ္ပဒတာတောတုဒုက္ခိတတာယေကေစီပါဏာဗုဒ္ဓတိတတဝါသာဝရဝနဝတိတာတိဒါဝါယေဝမဟန္တာနိစီမာရတကနုကတုလဒိဋ္ဌာဝါယေဝအာဒိဋ္ဌာယေဝတုယေဝရဏီအာဝိတုယေဘုရားဝတမ္ပဝေတိဝတပ္ပတတာဘဝေတုဒုက္ခိတတာနာပရောပရံနိကုပ္ပေထနာတိမိနေထကရစီနာစီပြာယောတနာပဋိကတင်ညာနိညာမြယတာဒုက္ခမစ္စေယမာတာယထာနိယဗုဒ္ဓမာရိတာဧကဗုဒ္ဓမနုရခေဧဝံမိတပ္ပပုရေတုမာနတံဘာဝတိအပရိမာနံဩဒံအာရောစာတိတိယေစာအာတမတံအာဝိရနတမတံဒိဋ္ဌံစရံမိဒိနောဝတရားနောယာဝတတဝိဒမိန်တောဧတံအဒိဋ္ဌေယဓမ္မမေတံဝိဟာတံဝိရမဟုဒိဋ္ဌိသအနုကကမ္မသီလဝါတတနေနတမန်နောကာမေတုဝိနေယကေတံနာဟိသောကပ္ပတေရဥနဝေတိမေတ္တာတုတ်တံနိဋ္ဌိတံသာဓုသာဓုသာ